ဇနကမင်းသားဇံရှေးအခါကဝိဒေဟာတိုင်းမိတ်ထီလာပြီးတွင်မင်းတပါစိုးစံနေသည်ထိုမင်းတွင်သားတော်နှစ်ပါးရှိသည်အကြီးသားအရိဋ္ဌဇနကနှင့်ညီသားပေါ်လဇနကတို့ဖြစ်ကြသည်မင်းကြီးနတ်ရွာဆောင်သောအခါအရိဋ္ဌဇနကသည်ထီနန်းကိုဆက်ခံ၍ပေါ်လဇနကသည်အိမ်ရှိမင်းထလာသည်သို့သောမကောင်းသောအမတ်တူ၏ချောထိုးမှုကြောင့်ညီကိုနှစ်ဦးကြားအညိုးပွားလာသည်နောက်ဆုံးတွင်စစ်ဖြစ်ပွားပြီးအရိဋ္ဌဇနကမင်းကြီးကွယ်လွန်သွားသည်ထိုအခါမိဖုရားကြီးသည်မန်းတွင်ရှိမင်းသားကိုကာကွယ်ရန်တိုင်းပြည်မှထွက်ပြေးခဲ့သည်နောက်ပိုင်းတွင်မင်းသားကိုဖွားမြင်ခဲ့သည်ထိုမင်းသားသည်မဟာဇနကမင်းသားခဲ့သည်မင်းသားအရွယ်ရောက်လာသောအခါမိမိ၏မျိုးရိုးနှင့်ပျောက်ဆုံးသောထီးနန်းအကြောင်းတည်လာသည်ထို့ကြောင့်ထီးနန်းကိုပြန်လဲရယူရန်စီးပွားရေးသင်္ဘောတွင်ပင်လယ်ခရီးထွက်ခဲ့သည်သို့သောသင်္ဘောသည်ပင်လယ်အတွင်းနှမြုပ်သွားခဲ့သည်သင်္ဘောသားများအားလုံးမျိုးလင်းကြမဲ့စွာဖြင့်အသက်ဆုံးရှုံးခဲ့ကြသည်သို့သောမဟာဇနကမင်းသားသည်လုံလက်ကိုမလျော့ပေခွမညက်တိုင်တိုင်ပင်လယ်ထဲတွင်ကူးခတ်ခဲ့သည်ထိုအချိန်တွင်နတ်သမီးကဘာပေါ်လာပြီးမင်းသားအာမေးညံ့သည်ဤအန်ဒီရဲ့ကြားတွင်အဘယ်ကြောင့်ကြိုးစားနေသနည်းမင်းသားကပြန်လဲဖြေကြသည်ကြိုးစားသူ၏လုံလသည်အကျိုးမဲ့မထစ်နိုင်ပဲကမ်းကိုမမြင်ရသေးတော့လေကြိုးစားရမည်ဖြစ်သည်နတ်သမီးသည်မင်းသား၏လုံလကိုချီးမြှောက်သည်မိထီလာပြည်သို့ကယ်ဆယ်ပို့ဆောင်ခဲ့သည်မိထီလာပြည်တွင်မင်းမရှိတော့သဖြင့်ထီနန်းအတရအယူချင်းရှိသူကိုရှာဖွေနေကြသည်မဟာဇနကမင်းသားသည်စမ်းသပ်မှုများကိုအောင်မြင်စွာဖြတ်ကျော်ပြီးမင်းအဖြစ်တင်မြှောက်ခံရသည်ထို့နောက်မင်းသမီးနှင့်လက်ထပ်ပြီးတိုက်ပြည်ကိုအုပ်ချုပ်ခဲ့သည်တနေ့တွင်မဟာဇနကမင်းသည်တရက်ပင်နှပင်ကိုမြင်သည်တပင်မှာအသီးမရှိသဖြင့်မိသူများမှမဖြတ်စည်းကြအခြားတပင်မှာအသီးများသဖြင့်လူများကချိုးဖျက်ကြသည်ထိုအရာကိုမြင်သည့်မင်းသည်သဘောပေါက်လာသည်စီးစိမ်သည်ဒုက္ခ၏အကြောင်းဖြစ်နိုင်သည်ထို့ကြောင့်မဟာဇနကမင်းသည်ထီနန်းကိုစွန့်လွတ်ဖြစ်သည်တောထွက်သွားခဲ့သည်ဤဇက်တော်သည်လုံလဝိရိယနှင့်စီးစိမ်စွန့်လွတ်ခြင်း၏တန်ဖိုးကိုပြသသောဇက်တော်ဖြစ်သည်